အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီအကောက်ပိုင်ရှင်မှာဟေးပဲဖြစ်ပါတယ်ကျွန်တော်အကောက်နာမည်ဟေးလို့မပြောင်းရသေးဘူးဒါပေမဲ့ကျွန်တော် fat video တွေနဲ့ကျွန်တော် short တွေတင်တယ် short တွေမှာကျွန်တော် follow ခံတာလေးတင်ထားပေးပါတယ်ဒီ fat video ကျွန်တော် gaming တော့ကမှာ fat video အနေနဲ့ဒီ game လေးကိုစောပြပေးတော့မှာဖြစ်ပါတယ်ဒီ game လေးကတော့ကျွန်တော်သိပါပါအားလုံးကျွန်တော်ရဲ့ idol ကြီးကိုပူချာဆော်လေး game ပါတော်တော်လေးကိုမှခက်ပါတယ်ကျွန်တော်ရဲ့မျက်စိတွေလည်းခေါင်းတွေရှုဖိုးဆက်ထိုးခြင်းစိတ်တွေပေါက်လာအဲ့ဒါကျွန်တော်ရဲ့ fat video game လေးကိုကြည့်ပေးကြပါဦးအားလုံးလည်း subscribe လေးလည်းလုပ်ပေးပါ like လေးတွေလည်းပေးခဲ့ပါကျွန်တော်လွယ်တာပေါ့ကျွန်တော်ကလေးသွားတာတီးတယ်အဲ့ဒါတွေလုံးဝကျွန်တော်ကြုံတီးနေတာဒီနားမှာသူကအဲ့လိုကွဟိုအဲ့ဟာကြီးကဘလူးပေါ်လာတာတော့ဒီမှာတကွက်ဟောဒီမှာတကွက်ရနှစ်ခါပဲရှိသေးတယ်တီးတာအမေတော့လူလေလာလိုက်ချင်တာမရဘူးဖေးနဲ့တွေ့အကုန်လုံးရှော့ရသေးရဖြစ်တယ်လားလို့ဖြစ်တယ်လားဗျာဗရာသားလိုပဲကြည့်လိုက်တော့ဟာwhat is that la machine technology အဲ့ဒါကြားထဲမှာရှိအောင်မယ်လို့ကျွန်တော်ထင်နေတွေ့လားသူကလူလေးအားကြီးကြတာအဲ့ချိန်ကဒီကင်းကတော်တော်လူလေးကြတယ်မမီမမေတော်လူလေးဂိမ်းကတော့ပထမ level ဂိမ်းမှာပြီးဆုံးသွားပြီဒုတိယဂိမ်းလာမယ်ဒုတိယဂိမ်းကလည်းရှုပ်မလားလွယ်မလားဒါတွေကပါတယ်ခုံကြော်ကြည့်လိုက်ပဲဟုတ်တယ် what a best ခုံကြော်တော့မဟုတ်ဘူးသူကလူလေးပေါ့ဂိမ်းဝမ်းမှာဟာဖြစ်တယ်လားဗရာသားတို့ရဟာဟိုကြီးဘာကြီးတော့မဲဒါပေမဲ့ဘာကြီးပဲဖြစ်ဖြစ်ဟိန်းနဲ့တွေ့အကုန်သေးပဲဟာဟိုကြီးမဟုတ်တော့အော်ဒီလိုထွက်လိုက်ပြီးတော့လေးခိုးကြလိုက်ပါဘောနောက်တစ်ခါသွားမယ်ကြီးကတော့လွယ်ပဲမသိဘူးဝေးဘာကြီးတော့အဲ့တော့လွယ်ပဲမသိဘူးဒီကိန်းတော့လွယ်တာကျွန်တော်ဘာလို့သူများရေးပြီးဆော့ခိုင်းဘာလာလောက်ထားလဲမမီ yes easy ပဲကွာလို့flash ကျွန်တော်ဒီနေ့ကတော့ game 3D ပဲဆော့ပြပြီးတော့နောက်နေ့ဗီဒီယိုတွေမှာဒါတက်ပို့ပြီးတင်ပါမယ် oh my god နောက်နေ့ကျွန်တော်ဗီဒီယိုတွေထပ်တင်ပါဦးမယ်အပိုင်းနဲ့ထပ်တင်ပေးပါမယ်အပိုင်းနဲ့ထပ်တင်ပေးတဲ့အတွက်နောက်နေ့ဗီဒီယိုတွေထပ်တင်ပေးမယ်နော်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေ subscribe လေးတွေလုပ်ပေးသွားကြပါဦးဒီလောက်လွယ်မယ်လို့တော့ထင်နေအဲ့လိုလွယ်မယ်လို့ကျွန်တော်မထင်what is that အဲ့လိုလွယ်မယ်လို့ထင်ခဲ့တာကျွန်တော်ဒီကိန်းဒီကူလည်းလွယ်ပါတယ်ခက်တဲ့ထဲကြီးပါဖားလေးကွာတိုးလိုက်ရတယ်လို့တိုးလိုက်ကဆိုပြီးဘောလေးခုန်တက်လိုက်ရုံလွယ်တာပေါ့โอเคဆိုတော့အားလုံးပဲမင်္ဂလာပါနောက်ဗီဒီယိုမှာပြန်တွေ့မယ်နော် bye bye